မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့ Multiphonic Series 3နဲ့ဒီလိုလေးကူကူရိုးရှင်းရှင်း bell လေးတစ်ခုကျွန်တော်တို့လုပ်ကြည့်ရအောင်ဗျ Okay အဲ့တော့ကျွန်တော်တို့စလိုက်အောင်စမယ်ဆိုရင် bell လောကူရိုးရှင်းဆိုရင်ကျွန်တော် oscillator ခေါ်မယ်ဆိုရင် object oscillator ကအကောင်းဆုံးပဲပေါ့နော်ဒီ Multiphonic Series 3မှာပေါ့ Okay object oscillator မှာကျွန်တော် keyboard နဲ့ကျွန်တော်တို့ချိန်မယ် trigger နော် pitch အဲ့လိုဆိုရပြီ velocity တွေဘာတွေကကျွန်တော်တို့မချိန်တော့ဘူးပေါ့နော်ကြာသွားမှာဆိုလို့အဲ့တော့နော် output ကိုကျွန်တော်ဒီ meter output meter ထဲမှာကျွန်တော်သွားချိန်လိုက်မယ်သွားချိန်မယ်ဆိုကျွန်တော်ဖွင့်ကြည့်မယ်အတန်လေးထုတ်ကြည့်မယ်ဆိုရင်အတန်တစ်ခုတော့ရပြီ bell မဖြစ်ဘူး bell ဖြစ်ခြင်းနော်ဒီမှာ object ကိုကျွန်တော်ရွှေ့ပေးလိုက်မယ်နော်ဒီ key လေးတင်းလေးကစားကြည့်မယ်ဒါဆိုနော်သူက bell လေးတစ်ခုဖြစ်သွားပြီပေါ့နော်အဲ့ဟာဟိုမှာ bell ဆန်လေးတစ်ခုတော့ရသွားမှာပါဗျာနော်အတန်လေးတစ်ခုတော့ Okay အဲ့ဟာဟိုမှာကျွန်တော်တို့က effect လေးတွေထပ်ပေးကြည့်ခြင်းတယ်ပေါ့နော် effect လေးတွေထပ်ပေးမယ်ဆိုကျွန်တော်ဒီမှာ reverse လေးနည်းနည်းလေးကျွန်တော်တို့ပေးကြည့်လိုက်မယ်နော် reverberator reverse လေးကျွန်တော်ပေးလိုက်မယ်အဲ့တော့ reverse ဆိုကျွန်တော်ဒီ output ကနေပဲထုတ်ပြီးတော့ reverse ရဲ့ input ထဲကိုနောက်တစ်ကြိုးဝင်လိုက်မယ် reverse ရဲ့ output ကိုကျွန်တော်နော် meter နောက်တစ်ပေါက်တွေကိုကျွန်တော်သွားထည့်လိုက်မယ် Okay အဲ့တော့ကျွန်တော်ဖွင့်ကြည့်မယ်wrong side လေးပါလေးကိုပိုင်ကိုပြောင်းမယ်เนาะကျွန်တော်သိတာပါအောင်ကျွန်တော်နည်းနည်းလေးတင်လိုက်မယ်နော်ဒါ reverse လေးပါပါပြီ Okay နောက်ထပ် delay လေးကျွန်တော်နည်းနည်းလေးထပ်ပေးကြည့်မယ်ဆိုရင် delay လေးအဲ့တော့ delay ကိုလည်းကျွန်တော်ဒီတိုင်းပဲ output ကနေကျွန်တော်ယူလိုက်မယ်သူရဲ့ output ကိုကျွန်တော် thread ကိုသွားထည့်လိုက်မယ်ထည့်ပြီးရင်ဖွင့်ကြည့်မယ်ဆိုရင်နော် feedback လေးနည်းနည်းလေးတင်လိုက်မယ်နော် delay လေးရပြီပေါ့ Okay ဒါဆိုရင်တော့ကျွန်တော်တို့ကတခုရသွားပြီပေါ့နော်ကျွန်တော်တို့ bell လေးတခုရသွားမှာပေါ့နော်အဲ့ဟာမှာကိုလိုချင်သလိုဗျာနောက်တစ် creation တွေထပ်လုပ်မယ်ဆိုရင်လုပ်လို့ရမယ်ပေါ့အဲ့ဒီအတွက်ကိုကျွန်တော် output meter ကဥမာ3 line ဖြစ်သွားပြီနောက် oscillator တခုထပ်ထည့်ခြင်းလည်းပဲထားမဆန့်တော့ဘူးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရမလဲဆိုရင်ဒီမှာကျွန်တော် mixer ဆိုတာလေးရှိတယ်နော်အဲ့တော့ mixer လေးကိုကျွန်တော်ယူလိုက်တယ်ဗျယူပြီးတော့ဒီကောင်တွေအကုန်လုံးရဲ့အတန်တွေကိုကျွန်တော်တို့ mixer ထဲမှာသွားထည့်လိုက်မယ်အဲ့ mixer ရဲ့ output ကိုမှကျွန်တော်ဒီလိုလေးလုပ်လိုက်မယ်ဒါဆိုရင်သူ3လုံးဒီ output meter မှာနောက်တဲ့အလွတ်3ခုရပါမှာအဲ့တော့ကျွန်တော်ထည့်ချင်တဲ့အတန်လေး oscillator လေးနော်ထပ်ထည့်လို့ရမယ်နော်ဥမာဒါနော်ဒါဆို delay ဖြစ်မယ်နော် delay ရဲ့ဒီအတိုးကျယ်ကိုကျွန်တော်ဒီမှာချိန်လို့ရမယ်အဲ့ဟာဟိုမှာထပ်ပြီးတော့ကိုကကလီကျင်တယ်ဘာညာပေါ့နော် ADS လေးတွေနဲ့ကလီကျင်တယ်ဘာညာဆိုလို့ရှိရင်ကျွန်တော်ထည့်လို့ရမယ်ထပ်ပြီးတော့ဥပမာနော် VCA ဒါကတော့ဗျာကျွန်တော်ကဟို idea လေးပေးတဲ့သဘောပဲပေါ့နော်ကျန်တဲ့ဟာတွေကတော့ကိုယ့်ဘက်ကိုကလီပေါ့ကိုယ့်ဘက်ကိုကလီပြီးတော့ကိုယ့်ဘက်ကိုဘယ်လိုပြောမလဲကိုကလီတဲ့ပုံမှာမူတည်ပြီးတော့အတန်တွေပြောင်းသွားမှာပေါ့နော်အဲ့တော့ကျွန်တော် ADS အောင်ကျွန်တော်ဒီမှာချိန်လိုက်မယ်Okay VCA output ကိုကျွန်တော်ဒီမှာချိန်လိုက်မယ်ဒီကောင် input ကိုကျွန်တော်သားချိန်လိုက်ဒီမှာ input ကိုကျွန်တော်သားချိန်လိုက်မယ်သူရဲ့ output ကိုကျွန်တော်ဒီထဲကိုသားထည့်လိုက်မယ် Okay အဲ့ဒါသူ့အတန်ကြီးပဲကျွန်တော်ဖွင့်ကြည့်မယ် ADS ကျွန်တော် attack decay ပါညာအလုံးလောက်လာဆိုတာနော်ဒါဆိုရင်အဆင်ပြေတယ်နော် Okay အဲ့တော့ကိုထိုက်သလိုကျွန်တော် release time လေးနည်းနည်းလေးထပ်တင်ကြည့်လိုက်မယ်နော် delay တန်ကိုခဏကျွန်တော်ပိတ်ထားလိုက်မယ်နော်ကျွန်တော်တလုံးပဲတီးထားတယ်နော်အသေးလေးတစ်လုံးလေးပဲကျွန်တော်တီးထားတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဒီ8 notes လောက်လေးပဲကျွန်တော်တီးထားတယ်ဆိုပေမဲ့သူ့ရဲ့အတန်ရဲ့ decay ကအရှည်သွားနေတယ်နော် decay ကိုလည်းကျွန်တော်ကဒီလောက်မှာထားခြင်းနဲ့ဒါပေမဲ့အတန်ကိုလည်းကျွန်တော်အရှည်ကြီးမသွားခြင်းဘူးကျွန်တော်ရဲ့ control လုပ်ခြင်းနဲ့ပေါ့ဗျာကျွန်တော် decay တိုင်းကိုပေါ့နော်ကျွန်တော် decay ကိုလည်းဟိုအရင်မ short လိုက်ခြင်းဘူးဒီလောက်လောက်မှာပဲကျွန်တော်ထားခြင်းနဲ့ပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ decay ရဲ့ gate
နဲ့ကျွန်တော်ဒီကောင်းရဲ့ကျွန်တော် keyboard ရဲ့ gate မှာသွားချိန်ပေးလိုက်မယ်အဲ့ဆိုလို့ရှိရင်နော်မကြားတော့ reverse ကြောင့်ကြားနေရထင်တယ်ကျွန်တော် reverse ပိတ်ပေးလိုက်မယ်နော်ကျွန်တော်ဆွဲရင်ဆွဲသလောက်ပဲကျွန်တော်ဒီမှာတော့ဆွဲရပါဗျာခလုံးနဲ့ဆိုနှိပ်တာပေါ့ကျွန်တော်နှိပ်ထားသလောက်ပဲလွှတ်လိုက်တာနဲ့ကျွန်တော်အကုန်လုံးရက်သွားမယ်သဘောပေါ့နော်အဲ့လောက်ဆွဲမဲ့ဆိုရင်လည်းနော်အဲ့ဒါမှခုနကလိုပဲကျွန်တော်ဒီ gate ကိုကျွန်တော်ဖြုတ်ထားလိုက်တယ်ဆိုလို့ရှိရင်နော်ကျွန်တော် reverse ဆိုလဲကျွန်တော်ပိတ်ပြလာတယ်နော် okay အဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနော်ဒီ CV Multiphonic CV3 လေးနဲ့အတန်လေးတစ်ခုကိုလွယ်ကူဖန်တီးလို့ရမယ်လို့ကျွန်တော်တို့ထင်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်